ကြည့်လိုက်ထန်းသီးအစံလေးနဲ့တော့တူသေးတယ်မကြည့်လိုက်ချစ်စရာလေးဝါးစားလိုက်အောင်ပဲချစ်ဝါးစားလိုက်အောင်ပဲပြီးရင်ရေလေးတောက်လိုက်အောင်ပဲသူ့ရဲ့အရာသာလေတချို့ကလေနည်းနည်းပူရှင်းရှင်းလေးတော့ပူမှာပေါ့သူကအစီတွေကြဖို့အတွက်ဒီဦးနိုင်ရနေမှာရှိတယ်အစာဟောင်းတွေအစာဂျိုးတွေကိုပြည့်ဖို့အတွက်စမုံနဲ့နော်ကျင်းနောက်တစ်ခါပွေးကိုင်းလေးအဲ့အတွက်ကြောင့်မလို့ဦးလန်းချောင်းတွေကိုတန့်ရှင်းတဲ့အတွက်ကြောင့်ဦးမကြီးကင်စားတွေမဖြစ်ဘူးဦးသိန်းဦးမတွေအရန်ကောင်းတယ်နော်ရှိတ်လေးဝါမဝလူကပိန်နေဒါပေမဲ့ဘိုက်ထွက်နေတဲ့လူတွေဆိုရင်ဒါလေးသုံးကြည့်နော်ဒီဝင်းဝါကအစီကြဂျယ်လီလေးသုံးကြည့်သူကဆိုတော့ကိုယ်ခန္ဓာကိုယ်မှာလိုအပ်တဲ့ကိုစားလိုက်တဲ့အစာပေါ့နော်ခန္ဓာကိုယ်ကလိုအပ်တဲ့အစာလောက်ကိုချမ်းထားပြီးတော့အစီဖြစ်မဲ့အစာတွေကိုဝင်းထဲမှာတစ်ခါလေးပါသွားတာအဲ့ဒါတကယ်လက်တွေ့အာမခံနေနော်တကယ်အာမခံပြီးမက်ချေရတာကြော်ညာပေးတာ review ပေးတာတကယ်ကောင်းလို့လည်းမက်ချေ review ပေးတာမကောင်းတဲ့ဘယ်ပစ္စည်းမှမက်ချေ review မပေးဘူးနော်ဒီလိုတပူးမှာအထောက်အသေးလေးတွေ10တော့ပါပါတယ်ခန္ဓာကိုယ်မဟုတ်ဘူးဘိုက်ကြီးပဲထွက်နေဒီဘိုက်တွေပဲပူနေရဲဆိုရဲလူတွေဒါလေးသုံးကြည့်တကယ်ဘိုက်ချက်တော့မှာတကယ်ဘိုက်ချက်တော့ပထမဆုံးတစ်လုံးစားခြင်းနဲ့ဘလို့ခံစားမှုရလဲဆိုတော့သိပြရရှင်တော့ငါဝင်းလို့ရတတ်တယ်ငါထိုင်တားစားလို့မရဘူးဆိုလို့ရှိရင်တရက်ချတစ်လုံးငါဝင်းချုပ်တယ်ငါဝင်းမလွယ်ဘူးအချို့ဆိုရင်2ရက်နေမှဝင်းတစ်ခါသွားတဲ့လူတွေရှိတယ်အဲ့ဒါလို့ရှိရင်တရက်တစ်လုံးစားပေးဝင်းလဲမှန်တယ်